땡불라. 땡불라네. 너? 하다 서로 땡네 했어요. 수비요 살았던 블로묘 치님이 왔던 네. 그거 로브 가만အခုကိုလို့ဖို့ဆုံးဖြတ်ချက်ချတဲ့အခါမှာ plan ချတဲ့အခါမှာတုံးတယ်ပေါ့နော် okay အဲ့တော့အဲ့ဒီဟာကိုလုပ်ပြီးသွားပြီလားဆိုမလုပ်ရသေးဘူး plan ချပြီးသွားတာပဲရှိရယ်နော်စဉ်းစားပြီးသွားတာဆုံးဖြတ်ပြီးသွားတာအဲ့လိုမျိုးအခြေအနေမှာပဲရှိရယ်အဲ့တော့ဒီဟာတာရဲ့နေရာမှာ 약속했어요 생각했어요 အဲ့ဒီစာလုံးတွေပြောင်းပြီးတော့လာလိုက်မယ် 준비했어요 ဒါပေမဲ့ဆရာတို့အတိတ်တွေကပြောင်းလဲမသွားဘူးအဲ့လိုမျိုးစာလုံးတွေပြောင်းလဲဝင်လာလိုက်မယ်နော်ဒါပေမဲ့ပြောင်းလဲမသွားဘူး okay အဲ့တော့လာကိုရီးယားသွားသည်ဆိုလို့ရှိရင်ကိုရီးယားသွားဖို့လှုပ်ထားတယ်ကိုရီးယားသွားဖို့ဆုံးဖြတ်ထားတယ်ကိုရီးယားသွားဖို့ပြင်ဆင်ထားတယ်အဲ့လိုပုံစံမျိုးကိုအဆင်ပြေတယ်လို့ဘာသာပြန်လို့ရတယ်ကိုတက်အဆင်ပြေတယ်နော် okay ဒါဆိုလို့ရှိရင်ဥပမာလေးသွားကြည့်အောင်ဒါလေးဖတ်ကြအောင်여러분 언제 먹기로 했어요. 언제 뵈러 밥 먹다 하면서 뒤에 딱 빠밤바바 기로 했어요. 빵타베레. 아니 언제 밥 먹기로 했어요. 불러 받아 뱀래. 베로 트면서 올라오래. 아, 베로 트면서 올라오래. 베로 트면서 신사 타래. 베로 트면서 빈타래. 너? 오케이. 살라비요. 달리 파자. 그부터 일하러 가기로 했어요. 다음 주부터 라메 빠간에 사베레 이하로 가다 럭럭포 도와디 다고 표기로 했어요. 아니로 다음 주부터 이하로 가기로 했어요. 불러받아 뱀래. 너바가 사비 손잡게 알로도알로포 송차타네 알로도알로포 손잡게 오케이 အလောက်သွားလို့ဖို့ဆုံးဖြတ်ထားတယ်နော်အလောက်လောက်ဖို့သွားဖို့ဆုံးဖြတ်ထားတယ်ဆိုတော့တိတ်ပြီးတော့အဆင်ပြေဘူးလားဘာသာပြန်လားအလောက်သွားလို့ဖို့ဆုံးဖြတ်ထားတယ်အဲ့လိုဘာသာပြန်နော်နောက်ပတ်ကနေစပြီးတော့โอเคနောက်တစ်ခုကဒီစာကြောင်းလေးဖတ်ကြအောင် 일본 주 주말에 친구하고 한잔 하기로 했어요. 너 다음 주 주말에 라메 바스니는 내가 친구하고 등에체네 수행하다 아예 따오디 다음 평대 기로 했어요. 빵타비래. 아니 다음 주 주말에 친구하고 수행하기로 했어요. 불러 받아 뱀래. 디바페야마 수행하다가 아예 특별로 받아 변세하면 로고 아예 따오디 피 받아 한쟁하다 수행하다 대비 아두두배. 너 아이로 아예 따오디 술 마시다 소리 대비. 아이로 라메 바스니는 내가 등에체네 아예 따보 ချိန်ထားတယ်အယက်တာဖို့ဆုံးဖြတ်ထားတယ်နော်အယက်တာဖို့လောက်ထားတယ်အဲ့လိုမျိုးဘာသာပြန်လို့ရတယ်နော်အဲ့တော့ဆရာတော်ကဖြူရှာမှာလုံးမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချပြီးသွားတဲ့အချိန်တွေကိုတစ်ဖက်လူကိုပြန်ပြောသွားတဲ့အခါမှာဆရာတော်တုံးတယ်အဲ့တော့နည်းနည်းလေ့ကျင့်ကြအောင်မနဲ့ပြန်ဆိုးကိုသွားဖို့လောက်ထားတယ်နေဆိုးတဲ့ကာတာ 가기로 했어요. 만약 비용 꼬리 sorry 아예 맞다고 송ဖြတ်ထားတယ် negative နဲ့ပြောကြအောင် 안마쇼기로 했어요. 디나마 안리티비요. 마쇼기 뭐 마시다면 안 마시기로 했어요. 마시기로 러포 송ဖြတ်တယ် 러포 송ဖြတ်တယ် ဆိုလို့ရှိရင် 러포 송ဖြတ်ရင်ဒီတိုင်းသွားလို့ရတယ်မ 러포 송ဖြတ်တယ်ဆိုတော့ဒီနာမှာ 안리티 မယ် anti ထက်ကဂရုစိုက်မယ် noun နဲ့ဟာတာနဲ့ချိန်ထားတဲ့ကရိယာဆိုရင် noun ရှိမှသွားထည့်ရမှားတယ်မလားဟာတာရဲ့ဘေးနားမှာကတ်ထည့်ရမယ်ဥပမာဘလို့ကရိယာမျိုးလဲဆိုရင် 온동 하다 아가자 now 하다လောက်ဒီအဲ့ကြားထဲမှာ 하다ရဲ့နားမှာကတ်ထည့်ရမယ် 온동 안 나기로 했어요. 어느부터 온동 안 나기로 했어요. ဒီနေ့ကနေစပြီးတော့အာကစားမလုပ်ဖို့ဆုံးဖြတ်ထားတယ်ညမနော်အဲ့တော့မနေ့ဖြန်ကနေစပြီးတော့တနေ့ကိုတနားရီစာလုပ်ဖို့ဆုံးဖြတ်ထားတယ် 내일부터 내일부터 공부하기로 했어요. 나 이달 아가자 놓고 송자타래 매일 운동하다 매일 운동하기로 했어요. 만날 편 소소 타보 송자타래 내일 일찍 일어나기로 했어요. 내일 일찍 일어나기로 했어요.
မနေ့ပြန်တောင်တက်သွားဖို့လှုပ်ထားတဲ့နေ등산 가다 네. 내일 등산 내일 등산 가기로 했어요. 가기로 했어요. mနေ့ပြန်ကနေစပြီးတော့နော်တနေ့ကိုတနာရီအားကစားလုပ်ဖို့ဆုံးဖြတ်ထားတယ် 내일부터 내일부터 1시간 운동하기로 했어요. 1시간 하루 운동하기로 1시간 했어요. 운동하기로 했어요. 하루에 1시간တနေ့မှာတနာရီ 하루에 2시간တနေ့မှာ2နာရီအဲ့လိုပုံစံမျိုးပြောလို့ရတယ် โอเคမနေ့ပြန်ကနေစပြီးတော့ဟုတ်လားမနေ့ပြန်ကနေစပြီးတော့ဘယ်လိုပြောမလဲစိုးစိုးအိပ်ဖို့ဆုံးဖြတ်ထားတယ် 내일부터 내일부터 일찍 자기로 했어요. 가기로 했어요.နော်လာမယ့်ပတ်မှာမွေးရမြေကိုပြင်ဖို့လုပ်ထားတယ် 다음 주에 다음 주에 고향에 가기로 했어요. 가기로 했어요. 내려 가기로 했어요. 돌아가기로 했어요. 너 짧다သုံးလို့ရတယ် 내려 가다ဆင်းသွားသည်ကိုလည်းသုံးတယ်နော်နောက်တစ်ခါကျတော့အဲ့ဒါလေတော့가다 돌아가다ပြန်သွားသည်လို့လည်းသုံးတယ်နော်နောက်တစ်ခါရိုးရိုးအနေနဲ့가다နဲ့လည်းသုံးတယ်ပေါ့နော်짧다သုံးလို့ရတယ်နောက်တစ်ခါမနေ့ပြန်ကနေစပြီးတော့အရက်မတောက်ဖို့ဆုံးဖြတ်ထားတယ် 내일부터 술 안 마시다 내일부터 술 안 마시기로 했어요. 내일부터 술 안 마시기로 했어요. 안 마시기로 했어요.နော်မနေ့ပြန်ကနေစပြီးတော့ဟာလားရင်မျိုးအောင်နဲ့မတွေ့ဖို့ဆုံးဖြတ်ထားတယ် 내일부터 내일부터 안 만나기로 했어요. 라멘님마 망갈라 상보 송자타래. 내년에 결혼하기로 했어요.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  결혼